သမင်းစားပါတော့မယ်ရှင်လာကုန်ရက်ဆိုတော့ဗောနော်ပတ်စံကပြက်ပြီးဆိုတော့ဘာလေးတွေနဲ့စားမလဲဆိုတာဥစ္စာလည်းမရှိတော့လားဒီမှာဗောနော်ငပိရေမပါမဖြစ်ပေါ့ငပိရေရဲ့တို့စရာရဲ့ဘူးသီးလေးရှိတော့ဘူးသီးဟင်းကချက်လိုက်ပါလေရှင်ဒါကတော့ကြက်ဥကြော်လေးပါရှင်ဒါတော့မပါမဖြစ်ပေါ့နော်စားပါတော့မယ်ရှင်ဆရာတော်ကြီးကဆွေးနေဗျကတုံးနဲ့စားမယ်နော်တစ်ချက်ကြည့်ပြီနော်ဒီမဟုတ်ထည့်ပါမယ်ဆက်ဆက်လေးနဲ့စားမယ်ကွယ်ဆက်ဆက်လေးနဲ့စားပြီးတော့ဘူးတီဟင်းကားလေးနဲ့ဆက်ဆက်လေးနဲ့စားကြပါအောင်ရှင်ကိုဗမာပြည်ကအမျိုးတွေပေါ့အမီးစေးကျင်တယ်လေနော်ဒီလိုအမတရားစားနေတာလေမီးစေးကျင်တယ်လေနော်အဲ့ဒါကြောင့်ရရချင်းဖြစ်ပါတယ်လူများနိုင်ငံမှာအလုံးလာလုပ်ရတယ်ဆိုတော့လေအလုံးလိုက်စားလိုက်တောက်လိုက်နဲ့ပြင်းစရာကောင်းတယ်လीနော်ဒီလိုမျိုးလေးပျော်လေးနေကိုလှုပ်ရှားရှိတာလို့စောတာရှိတာစောပျော်နေပါဆက်တယ်နော်အားကြပါဦးရှင်မပြရတော့ကြိုက်တယ်ရှယ်ကြိုက်တယ်မပါမဖြစ်ပဲအပီလေးနဲ့ငယ်သီးမုံလေးနဲ့ဖူဒီဟင်းကားလေးကျွတ်သွန်ပြူနဲ့ငယ်သီးလေးနဲ့ထောင်းပြီးတော့ဖူဒီဟင်းကားပူလေးလော်လေးစက်ကလည်းဆက်ဟင်းကောင်းမကောင်းလူဆွဲလိုက်ရရင်မိန်နေရောဈေးကလာကုန်မှသွားရဈေးကလည်းအင်္ဂါနေ့တရက်ပဲသွားရတယ်ကွယ်ရှိတယ်အသားဟင်းနေတော့လေမဝယ်မစားဈေးကြီးလို့ဝတ်သား1ကီလိုမှ1ကီလိုတော့မပြည့်ပါဘူးကွယ်အဲ့ဒါ190ကျော်ပေးရတယ်မတန်ဘူးလေနော်ဈေးမှာတောင်းဝယ်ရင်1ကီလိုကျော်တယ်200လောက်ပေးရတယ်အသားကောင်းတယ်နော်အဲ့မျိုးဝယ်ထားလိုက်တယ်ခြံလုပ်တယ်ဆိုတော့လေဈေးသွားတာတို့ဘာညာလို့ဆိုဝေးတယ်ကွယ်တစ်ခုဆိုလေစားကျင်တာလေးမလေးကွက်တီကိုဆိုင်တော့မှ15မိနစ်လောက်မှတစ်ဆိုင်ပဲရှိတယ်ဒါတော့မှဘယ်ချိန်ဖွင့်လဲ3နာရီနောက်ပိုင်း2နာရီနောက်ပိုင်းကုန်အဲ့လိုတော့ပါနော်ညင်းနေနဲ့
က်ကလည်းဆက်ပူကလည်းပူကွယ်များနိုင်ငံမှာချွေတာရတယ်ချွေတာရတယ်ဈေးရလည်းဝေးရတယ်ဝေးတာတခြားဈေးရလည်းအမြဲတမ်းမဖွင့်တာတခြား15ရက်မှတစ်ခါပဲသွားရစီဘာနဲ့စားတာမိန်ညာပဲငပိပါငူဒီမုတ်ဆိုလဲအရင်ငူဒီမဆက်ပြဲနေရပဲငူဒီမုတ်ဆိုလဲကိုယ်တိုင်လော်ကိုယ်တိုင်ထောင်းမှာစားနိုင်တော့စားအရင်တော့ပူစားနိုင်တယ်ခုမစားနိုင်တော့အကောင်လို့ဟာဖျက်လို့နေတယ်ပန်းမွေးနေခင်းရလည်းပူနေရညနေတော့ဟင်းမကောင်းပါကွာတစ်ခါလေကောင်းလိုက်တစ်ခါလေမကောင်းလိုက်ပေါ့ဒါပေမဲ့လားကောင်ဟို15ရက်တရက်ကနေရက်20လောက်ထိရဟင်းကောင်းတယ်အမှန်အဲရက်20နောက်ပိုင်းဟင်းရတိတ်မကောင်းတော့အဲ့လိုရှိတယ်လာကသာအောင်ပြတယ်ကိုရီးယားပတ်စံအဲ့တော့မှထွက်တာလေဆိုတော့အဲ့ဒီကပတ်စံထွက်လာတရားနေ့ကအင်္ဂါနေ့ကြတယ်ဆိုရင်တော့ဈေးသွားပါပေါ့အင်္ဂါနေ့မကြရင်တော့ခဏစအင်္ဂါနေ့ရက်ကြမှာတော့ဝယ်ဒီမှာလေအသားတွေပဲဝယ်ရတယ်တောင်းလာဟိုဟာဒီဟာဟိုရက်ဒီရက်လက်ကတိတ်မဝယ်ခြံထဲမှာခူးစားတကယ်ချင်းညလှမ်းပေးသွားယူတာမျိုးနဲ့ပဲဝယ်ဒီကသားပဲဝယ်စားပါတော့ကြက်ဥတို့ဘဲဥတို့စားချင်တဲ့သားငါပေါ့အဲ့ဒါဝယ်ထားရပါတော့ဒီစမားလေးရှင်